ကဘာပေါ်မှာခြေလမ်းမတလန်းကြောင့်အသက်ဆုံးရှုံးသွားနိုင်တဲ့လှေကားတွေရှိတယ်ဆိုတာယုံနိုင်ပါမလားတောင်အတ္တလန်တိတ်သမုဒ္ဒရာအတွင်းရှိစိတ်ဟယ်လီနာကျွန်းပေါ်မှာအလွန်ထူးခြားတဲ့လှေကားတစ်စင်းရှိနေပါတယ်ဒီကျွန်းလေးဟာနပိုလီယံဘိုနာဘက်ကိုနောက်ဆုံးပြည်နယ်နှံပေးထားခဲ့ပြီးသူတည်ဆုံးခဲ့တဲ့နေရာအဖြစ်လူသိများပါတယ်ကျွန်းရဲ့မြို့တော် Jamestown အလဲဗဟိုကနေ Ladder Hill တောင်ထိပ်စီတိုက်ရိုက်တက်သွားတဲ့လှေကားတစ်စင်းရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်ပေ600ကျော်မြင့်မာပါတယ်ဒီလှေကားကို Jacob's Ladder လို့ခေါ်ကြပါတယ်လှေကားစုစုပေါင်း619ဆင့်ရှိပြီးပုံမှန်တောင်တက်လမ်းတွေလိုကွေ့ပတ်မသွားပါဘူးအောက်ခြေကနေအပေါ်ဆုံးအထိမြင့်တဲ့တစ်ကြောင်းလိုတိုက်ရိုက်တက်သွားတာဖြစ်ပါတယ်Jacob's Ladder ကို1829ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီးမူလကတော့တောင်ပေါ်စိုက်ခင်းတွေစီမြို့တွေကမြင်းဆောင်တွေမှမျောစာတည်ယူပို့ဆောင်ဖို့အသုံးပြုတဲ့ရထားလမ်းဆောင်တစ်ခုဖြစ်ခဲ့ပါတယ်။နောက်ပိုင်းရထားလမ်းကိုဖျက်သိမ်းလိုက်တဲ့အခါတန်လမ်းတွေကိုဖယ်ရှားပြီးလှေကားတွေအဖြစ်ပြောင်းလဲတည်ဆောက်ခဲ့ကြပါတယ်။အဲ့ဒီအချိန်ကစပြီး Jamestown မြို့ခံတွေဟာကဘာပေါ်ကအတိုက်ရိုက်ကျဆုံးတဲ့အကြမ်းတမ်းဆုံးလှေကားတွေကတစ်စင်းကိုပိုင်ဆိုင်လာခဲ့ကြပါတယ်။လှေကားရဲ့ပြင်းပြဆောင်းနှုန်းက40ဒီဂရီခန့်ရှိပါတယ်။တချို့နေရာတွေမှာနောက်တစ်ဆင့်ကဒူးအမြင့်မဟုတ်တော့ဘဲရင်ဘတ်အမြင့်လောက်ထိရောက်နေတတ်ပါတယ်။ Jamestown မြို့ရဲ့နေရာအများစုကနေဒီလှေကားကိုမြင်နိုင်ပြီးတောင်ဆောင်ပေါ်ကအမာယူကြီးတစ်ခုလိုထင်ရှားနေပါတယ်ခရီးသွားတွေတင်မောသားတွေစစ်မှုထမ်းတွေကတော့ဒါကိုကြက်ခိုင်မှုစမ်းသပ်ချက်တစ်ခုလိုသဘောထားကြပါတယ်။ဘလောက်မြန်မြန်တက်နိုင်မလဲဆိုပြီးအချိန်တိုင်းတာကြသလိုတယောက်နဲ့တယောက်အပြိုင်တက်ကြပါတယ်။တချို့ဆိုရင်အပေါ်ရောက်ခံပြီးနောက်ဆုံးခြေလမ်းတရားလောက်ကိုလေးဖက်ထောက်ပြီးတောင်တက်ရတဲ့အထိပင်ပန်းကြပါတယ်။ဒါပေမဲ့ဒါဟာကမ္ဘာအန္တရာယ်ရှိဆုံးလှေကားမဟုတ်သေးပါဘူး။ဟာဝိုင်အီကျွန်းစုတွေကအိုယူကျွန်းပေါ်မှာတော့ပိုပြီးကြောက်စရာကောင်းတဲ့လှေကားတစ်စင်းရှိခဲ့ပါတယ်။အဲ့ဒီလှေကားဟာခြေလမ်းပေါင်း920ဆင့်ရှိပြီးပင်လယ်ရေမျက်နှာပြင်အထက်ပေ900ကျော်မြင့်တဲ့တောင်ထိပ်စီတက်သွားတာဖြစ်ပါတယ်။တန်မဏိလှေကားတွေကိုတောင်ကျောပေါ်မှာတက်ဆင်ထားပြီးတိမ်တွေနဲ့ဖုံးလွှမ်းနေတဲ့အပူပိုင်းမိုးတစ်တော်တွေကြားကနေဖြတ်တန်းတက်ရတာဖြစ်ပါတယ်။ဒီလှေကားကို Hack Stairs လို့ခေါ်ကြပြီးလူအများစုကတော့ Stairway to Heaven ဆိုတဲ့နာမည်နဲ့ပိုသိကြပါတယ်။ဒါပေမဲ့ယနေ့မှာတော့ဒီလှေကားဟာဖျက်သိမ်းခံနေရပြီဖြစ်ပါတယ်။ Hack Stairs ကို1942ခုနှစ်မှာအမေရိကန်ရေတပ်ကတည်ဆောက်ခဲ့တာဖြစ်ပြီး Elk Valley အပေါ်ဘက်ရှိလျှို့ဝှက်ရေဒီယိုဆက်သွယ်ရေးစခန်းစီတွားရောက်နိုင်ဖို့ရည်ရွယ်ခဲ့တာပါ။ဒုတိယကမ္ဘာစစ်ကာလအတွင်းအဲ့ဒီစခန်းဟာပစိဖိတ်ဒေသစစ်ဘက်ဆက်သွယ်ရေးကွန်ရက်ရဲ့အရေးကြီးအစိတ်ပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။စစ်ပြီးသွားတဲ့အခါစခန်းကိုပိတ်သိမ်းခဲ့ပြီးစက်ပစ္စည်းတွေကိုဖယ်ရှားလိုက်ကြပါတယ်။လှေကားတွေကတော့အဲ့ဒီနေရာမှာပဲကျန်ရစ်ခဲ့ပြီးမိုးလေနဲ့အပူဒဏ်တွေကြားမှာတဖြည်းဖြည်းယိုယွင်းလာခဲ့ပါတယ်1980ပြည့်နှစ်များနှောင်းပိုင်းမှာဟောင်းနိုလိုမြို့အာဏာပိုင်တွေကပြန်လည်မွမ်းမံခဲ့ပြီးတစ်သားလေကားဟောင်းတွေကိုတန်မဏိလေကားတွေနဲ့အစားထိုးခဲ့ပါတယ်။ဒါပေမဲ့လုံခြုံရေးအန္တရာယ်များကြောင့်မကြာခင်မှာပဲပြန်လည်ပိတ်သိမ်းလိုက်ရပါတယ်။လေကားလမ်းဟာပုဂ္ဂလိကပိုင်မြေပေါ်ကဖြတ်တန်းသွားရသလိုလေပြင်းများနဲ့မိုးတိတ်ထန်စွာရွာသွန်းတဲ့ရာသီဥတုကိုလည်းရင်ဆိုင်ရပါတယ်။အန္တရာယ်ရှိဆုံးကတော့တချို့နေရာတွေမှာတောင်ကြောကအလွန်ကျဉ်းမြောင်းပြီးခြေချော်တစ်ချက်ဆိုရင်အသက်ရှင်ဖို့မဖြစ်နိုင်တဲ့လောက်ပါပဲ။ထို့အပြင်တောင်တက်သူတအူထိခိုက်ဒဏ်ရာရသွားခဲ့ရင်သို့မဟုတ်ပိတ်မိသွားခဲ့ရင်ကယ်ဆယ်ရေးလုပ်ငန်းတွေဟာအလွန်ခက်ခဲပြီးကုန်ကျစရိတ်လည်းကြီးမားပါတယ်။ဒါကြောင့်အာဏာပိုင်တွေကလှေကားအောက်ခြေမှာလုံခြုံရေးဝန်ထမ်းတွေချထားခဲ့ပြီးတရားမဝင်ဝင်ရောက်တဲ့သူတွေကိုဒဏ်ငွေချမှတ်ခဲ့ပါတယ်။တတိပေးဆိုင်ဘုတ်တွေမှာလည်း Hack Stairs တက်ခြင်းဟာဥပဒေချိုးဖောက်မှုဖြစ်ကြောင်းရှင်းလင်းစွာဖော်ပြထားပါတယ်။သို့ပေမဲ့ကမ္ဘာပေါ်ကအန္တရာယ်ရှိဆုံးလှေကားတွေကိုလူတွေဘာကြောင့်ဆက်လက်ဆင်ခေါ်နေကြတယ်လဲဆိုတာကတော့ယနေ့တိုင်စိတ်ဝင်စားဖွယ်မေးခွန်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်။